မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ19ရက်နေ့စနေနေ့မင်းယူချက်တဲ့မြန်မာဘာသာပြန်အစီအစဉ်မှကျွန်မလှလှဝင်းပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောက်ကြောမောင်ကျော်မှာအေဒုနေမြေမှုရဲ့တာကရူဟင်ဂျာတအုပ်ရဲ့ကာကုအသိအာသမသိမ်းယူAEN မှာဧပြီလ19ရက်နေ့၌ရေးသားဖော်ပြဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်ပြည်နယ်မောင်ကျော်မြို့မှာအာခတပ်တော်AAဒုနယ်မြေမှုခင်မောင်တန်းရဲ့သားကရိုဟင်ဂျာလူမျိုးတအုပ်ရဲ့မှန်လုံကားကိုအသိအာသမသိမ်းယူခဲ့ကြောင်းဒေသခန့်တွေထံကသတင်းရရှိပါတယ်။ဧပြီလ16ရက်နေ့ကမောင်ကျော်မြို့ရက်ကွက်နှင့်ဖေးစီရွာနေရိုဟင်ဂျာလူမျိုးမူတာစာအဖအမည်မော်လူဝီအာရှော်ဒူလာပိုင်ဆိုင်တဲ့မှန်လုံကားတစ်စီးအောင်အာခတပ်တော်AAဒုနယ်မြေမှုခင်မောင်တန်းရဲ့သားဖြစ်သူကပိုင်ရှင်ရဲ့နေအိမ်ထဲအထိဝင်ရောက်လာပြီးအသိအာသမယူဆောင်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။အလားတူအာခတပ်တော်AAဒုနယ်မြေမှုခင်မောင်တန်းရဲ့သားဟာအဖေဖြစ်သူရဲ့အာနာအရှိန်အဝါကိုအလွဲသုံးစားပြုလုပ်ပြီးမောင်နီရက်ကွက်ကစိုက်ကဲအစည်းရေ30ကျော်ကိုလည်းအသိအာသမသိမ်းယူခဲ့တာကြောင့်ဒေသခန့်တွေအနေနဲ့စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ထို့အပြင်AAထိန်ချုပ်ထားတဲ့မောင်ကျော်မြို့ရှိရိုဟင်ဂျာလူမျိုးတွေရဲ့နေအိမ်တွေအလုံးနီးပါးကိုဖောက်ထွင်းလူရက်တာနဲ့ပျက်စီးတတ်တွေလည်းဖြစ်ပွားခဲ့ပါသေးတယ်။ဒေသခံကာယကံရှင်တွေရဲ့ပြောဆိုချက်အရနေအိမ်နီးပါးဖောက်ထွင်းခံထားရသလိုလျှက်စစ်မီတာလျှက်စစ်ကျုံတကားကြီးပေါင်းဆိုလာပြောင်းမီးဆက်ဘက်ထရီအမိုးတို့အိမ်သုံးပစ္စည်းတွေနဲ့အိမ်ချောင်ပရိဘောကတွေလည်းခိုးယူခံရတယ်လို့သိရပါတယ်။ထို့အတူနေအိမ်အတွင်းပိုင်းမှာပျက်စီးတာတွေပြုလုပ်ခဲ့ပြီးဘာသာရေးဆိုင်ရာအသုံးအဆောင်တွေနဲ့ကျန်းစာတွေကိုပါစုပ်ပြဲဖြစ်စီခဲ့တယ်လို့သိရပါတယ်။ယခုလိုမျိုးဖြစ်ပွားမှုတွေဟာAAတပ်ဖွဲ့ဝင်တွေမောင်ကျော်မြို့ကိုထိန်းချုပ်ထားတဲ့ကာလအတွင်းဇက်တိုက်ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ AAကပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လ9ရက်နေ့ကစပြီးမြို့ထဲဝင်ရောက်လာပြီးနောက်ပိုင်းမှာဒေသခံရိုဟင်ဂျာလူမျိုးတွေကိုမြို့ကနေထွက်ခွာစေခဲ့ကမောင်ကျော်မြို့ကိုထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာAAထိန်းချုပ်မှုအောက်ရှိရိုဟင်ဂျာလူမျိုးတွေရဲ့နေအိမ်တွေလူရဲဖျက်ဆီးခံရတာပိုင်ဆိုင်မှုတွေအတင်းအာသမသိမ်းယူခံရတာအပါအဝင်အာဏာအရှိန်အဝါကိုအခုပုံစံမျိုးနဲ့အကျိုးအမြတ်အတွက်အလွဲသုံးစားပြုလုပ်တာတွေကိုAAထိရောက်စွာကာကွယ်တားဆီးပေးတာမရှိပဲခွဲခြားဆက်ဆံမှုတွေရှိနေတယ်လို့လေလာသုံးသပ်သူတွေကပြောပါတယ်။